ကျွန်တော်နာမည်ကတော့ဒီဒီပါဒီ CNDF Project Team Leader မဟာဗျူဟာမှုတယောက်အနေနဲ့တာဝန်ထမ်းဆောင်နေတယ်ကျွန်တော်ဒီဘာစကန်သိန်းတိုက်ပွဲနေနဲ့လှုပ်ဆောင်ခဲ့တဲ့တာဝန်ရတော့ကျွန်တော်အကြီးကဗျူဟာပိုင်းပြီးတော့လက်နက်ကြီးပစ်ကူတက်စိတ်3ပေါ့နဲ့အဲ့ဒီနေရာတွေမှာပါဝင်ပြီးတော့တိုက်ခိုက်ခဲ့တယ်မတိုက်ခိုက်မီပေါ့နော်ကျွန်တော်ဒီအဖွဲ့အစည်းတွေကိုဗျူဟာနဲ့ဘယ်လိုမျိုးတိုက်ရမလဲဘယ်လိုစုဖွဲ့မှုလုပ်ရမလဲဘယ်လိုရန်သူစခန်းချီကပ်ပုံချီကပ်နေဘောနော်ဘယ်လိုစစ်တိုက်ရမလဲဆိုတာကိုလေးစင်သင်ကြားပေးပြီးတော့စုဖွဲ့မှုတစိမ့်လိုက်လှုပ်ဆောင်မှုစစ်သုံးပန်းတွေကိုဘယ်လိုဖမ်းမလဲဘယ်လိုခေါ်ဆောင်ရမလဲဘယ်လိုကျင့်သုံးရမလဲပါအစလေ့ကျင့်သင်ကြားပေးတဲ့နေရာမှာတာဝန်ယူတယ်ပေါ့ဒီစခန်းသိမ်းတိုက်ပွဲကိုလုပ်မယ်လို့စပြီးတော့ဆုံးဖြတ်ပြီးလိုက်တဲ့ချိန်မှာကျွန်တော်တို့အရေးဆုံးစုဖွဲ့မှုလုပ်ရမယ်စုဖွဲ့မှုဆိုတာလူအင်အားလက်နက်အစအရာရာပေါ့စုဖွဲ့မှုလုပ်ရတယ်ပြီးဆိုတော့စုဖွဲ့မှုလုပ်ရင်တော့ဗျူဟာပိုင်းတက်စိတ်တပ်ဖွဲ့ခေါင်းဆောင်ဘီသူကဘီသူနေဘယ်နေရာမှာတာဝန်ထမ်းဆောင်မလဲဘယ်သူကခေါင်းဆောင်လုပ်မလဲအကုန်လုံးကိုစုဖွဲ့မှုလုပ်ရတယ်နောက်ဆုံးပြီးတဲ့အချိန်မှာကျွန်တော်တို့ရဲ့ဒီယုံကြည်ကိုးကွယ်မှုရခရီးရနေဆိုတော့ဒီတိုက်ပွဲကိုဘုရားစီမှာဆက်ကပ်အနံမယ်ဒီကျွန်တော်တို့ရဲ့တပ်မဟာမှုကနေပြီးတော့နေ့တိုင်းဆူတောင်းတယ်ဘုရားစီမှာဆက်ကပ်အနံရမယ်ဆူတောင်းရမယ်ဘုရားရှိမှကျွန်တော်ယုံကြည်မှုရှိမှဒီတိုက်ပွဲအွန်လိုင်းမှာကျွန်တော်တို့ဆူတောင်းကြတယ်ဆူတောင်းတဲ့ချိန်မှာကျွန်တော်ကဒီစစ်ပွဲဆိုတာရန်သူတတ်တာမဟုတ်ဘူးလူတတ်တာမဟုတ်ဘူးရန်သူမဟုတ်ဘူးเนาะလူတတ်တာမဟုတ်ဘူးကျွန်တော်ကမတရားမှုကိုတိုက်ခိုက်တာအဲ့တော့စစ်ပွဲတွင်းမှာတည်တဲ့သူလည်းရှိမယ်ဖမ်းမိတဲ့သူလည်းရှိမယ်အဲ့တော့ကြောင့်တည်တဲ့လူကတည်ပလိစေသူတည်ကိုတည်တိုက်ခိုက်တဲ့အချိန်မှာတော့တည်ပလိစေတကယ်လို့မတည်ပဲကြည်ရတဲ့သူဆိုရင်စစ်သုံးပတ်နေဆိုရင်ဒီကျွန်တော်ကစစ်သုံးပတ်ကိုဖမ်းရမယ်လူသားချင်းစာနာမှုထားရမယ်စစ်ကောင်စီကလူသားချင်းစာနာမှုလုံးဝမရှိတဲ့လုပ်ရက်မျိုးကိုကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့တွေကလုပ်လို့မရဘူးဒီလိုမျိုးလူသားချင်းစာနာထောက်ထားမှုမရှိဘူးတက်ချင်တယ်လို့တက်အပြစ်မဲ့ပြည်သူတွေကိုတက်ဖြတ်မရင်းကအစတငယ်တကြီးအဆုံးထိမတရားမှုဘောင်းစုံလုပ်တဲ့ဒီစစ်တပ်ကတက်ဖြတ်လူရဲမှုတွေကိုမကြိုက်လို့ကျွန်တော်တို့ကတော်လန်တာဖြစ်တဲ့အတွက်အဲ့တော့စစ်ပွဲတွေမှာတေးလူကတေးပါစေရှင်တဲ့သူတော့ဖမ်းမယ်စစ်သုံးပန်နေနဲ့ထားမယ်သူတို့ဘလောက်ပဲမေတ္တာငတ်ပြက်မေတ္တာမရှိဘောနော်မေတ္တာတရားခေါင်းပါတယ်လို့ခေါ်မှာပေါ့မေတ္တာတရားဘလောက်ပဲခေါင်းပါနေပါစေကျွန်တော်တို့ကယုံကြည်သူမိသားစုသားသမီးအနေနဲ့မေတ္တာပြန်ပြရမယ်ဘယ်သူပဲမေတ္တာပြက်လူသားချင်းစာနာထောက်ထားမှုနဲ့ငါတို့မတတ်ဘူးအရှင်ဖမ်းမိတဲ့သူဖမ်းမယ်ပြီးတော့ဒီနိုင်ငံရေးရဲ့လှုပ်ရိုးလှုပ်စင်ဒီအတိုင်းစစ်သုံးပန်ကိုထားမယ်တို့လူသက်တာကိုမကြိုက်လို့တော်လန်တာပဲမလို့ကောင်းတက်เสียမလို့ဘူးဒေါသကိုထိတ်တရားမျှတမှုလိုချင်တရားမျှတလှုပ်ဆောင်ရမယ်ဆိုတဲ့အချက်တွေပါတော့ရဲဘော်တွေကိုပြတယ်ကျွန်တော်တို့ကပါအစပေါ့တယောက်စကားပြောရင်းနဲ့ဒီတော်လန်ရေးကိုအရင်ကလှုပ်ဖူးတာမဟုတ်ဘူးအာနာသိမ့်မှလှုပ်တာဆိုတော့တယောက်စကားပြောရင်းနဲ့ဒီလိုမျိုးကြင့်ကြံရမယ်ဒီလိုမျိုးလုပ်ရင်ကောင်းမယ်ဘယ်သူမှတော်တီတက်တီမရှိဘူးငါဆိုတာလည်းမရှိဘူးပူပေါင်းမှအောင်မြင်မယ်အဲ့တော့ပြောချင်တာပြောဆိုဘယ်သူအကြံပေးခြင်းလဲဒီလိုပဲလုပ်ရင်မကောင်းဘူးလားဒီလိုလုပ်ရင်မကောင်းဘူးလားကျွန်တော်တို့ဒီလိုလုပ်ချင်တယ်လုပ်ပြမယ်ဒီလိုလေးထပ်လုပ်ရင်ပိုပြည့်စုံမယ်ဆိုပြီးတော့အားလုံးအတူတကွပူပေါင်းပြီးတော့တိုက်ပွဲဝင်လို့ကျွန်တော်တို့ဒီစခန်းကိုအောင်မြင်နဲ့သိမ့်ပိုက်ခဲ့နိုင်တာပေါ့နော်ကျွန်တော်တို့ရဲ့စီလုံးမှုလည်းရှိတယ်လို့ကျွန်တော်တို့ရဲ့ယုံကြည်ကိုးကွယ်ရတဲ့ဖခင်လည်းကျွန်တော်တို့ကိုအမြဲတမ်းကြည့်ရှုပေးဖို့လိုတယ်အဲ့တော့ယုံကြည်မှုတိုင်းမှာဖခင်ရှိတယ်ဖခင်ကိုကြောယုံကြည်တာဟုတ်အဲ့တော့ဖခင်ကိုစက္ကန့်အနံလိုက်ဘာမဆိုဖြစ်တယ်ယုံကြည်ဖို့အားမနည်းဖို့လိုတယ်ကျွန်တော်တော့စုမတောင်းတတ်ဘူးအမြဲတမ်းပြောတယ်ဒါပေမဲ့ဖခင်ကိုယုံကြည်တယ်ဖခင်ကိုကောင်းကြီးပေးပါလောက်ပဲတိတိကျကျပြောနိုင်တယ်ဖွယ်နဲ့တကယ်အခုဒီပုံမှာချင်းတောင်မှာပါစတာဘာတွေလို့စကားတွေအများကြီးဆူတောင်းချက်တွေအများကြီးပြည့်စုံမဆူတောင်း
တက်တော်ညာလဲအဖျားတခေကျော်ဒီတိုက်ပွဲကိုအောင်မြင်ခြင်းနဲ့ကျွန်တော်လူတက်တာမဟုတ်ဘူးကျွန်တော်စစ်တိုက်တာကျွန်တော်လည်းလမ်းပြပေးပါရန်သူကိုလည်းကျော်တို့ဘက်ကိုပေါ်တော့ပြည်သူဘက်တရားမျှတမှုအမြင်ကိုမြင်နိုင်အောင်လမ်းပြပို့ဆောင်ပေးပါဆိုပြီးတော့အောင်မြင်မှုရဖို့ဒီလောက်ပဲကျွန်တော်ဆုတောင်းတယ်အများကြီးမတောင်းတတ်ဘူးဒါပေမဲ့ဖခင်ကကျွန်တော်ဘာလုပ်ချင်လဲဘာဖြစ်ချင်လဲဆိုတော့သူကသိတယ်အဲ့တော့ကျွန်တော်ရဲ့ယုံကြည်ထားတဲ့အတိုင်းဖခင်ကောင်းကြီးပေးတယ်ကျွန်တော်တို့ယုံကြည်မှုအားနည်းနေတဲ့အချိန်မှာတော့ဖခင်ကဘလို့မှမသိတဲ့အချိန်မှာကျွန်တော်တို့ကိုကောင်းကြီးပေးပြီးတော့ဒီတိုက်ပွဲပြီးအောင်မြင်အောင်ဖခင်ပဲလမ်းပြပေးခဲ့တာကျွန်တော်တို့ကဖခင်ကိုယုံကြည်ပြီးတော့စီစီလုံးလုံးလုပ်တဲ့အလုပ်တစ်ခုပဲရှိခဲ့တယ်ကျန်တာဖခင်စီစဉ်ပေးသွားတာလို့ဖခင်ကုံတော်ချီးမွမ်းချင်ပါတယ်တေးစိတ်မှာကြောက်ကျွန်တော်တို့ကတစ်စင်းချင်းစီမှာစိတ်သက်တွေကတက်လိုက်ကြလိုက်ယုံကြည်မှုရော့နေသွားလိုက်ဘလို့ပြလဲဆိုကျွန်တော်တို့ဒီစစ်ဝဲစတိုက်တယ်ကျွန်တော်ဘက်ကညီကိုတယောက်တရားပြင်းထန်ရရှိတယ်အဲ့ချိန်မှာတက်စိတ်တစ်စိတ်ကကျန်တဲ့သူတွေကကြောက်စိတ်ကဝင်သွားရောဝင်တဲ့ချိန်မှာဘလို့ပြန်နိုးဆော်မလဲဒီကြောက်စိတ်ကိုဟောစစ်သားစကားနဲ့ပြောရရင်မင်းကကြောက်နေမှလားဒီအလုပ်လုပ်တာကြောက်လို့မရဘူးဒီကြောက်နေအောင်မဟုတ်ဘူးပြည့်ကိုပြည့်မဲ့ရန်သူကိုကပြည့်နော်ရန်သူမရှိရင်ကိုလည်းမတည်နိုင်ဘူးရန်သူကိုကအရင်တက်ဒါတိုက်ပွဲရဲ့စကားပေါ့နော်တိုက်ပွဲစကားမှာရန်သူကိုတက်သူသေးမှကိုမသေးမှဒါပဲသူသေးကိုသေးတိုက်ရတဲ့တိုက်ပွဲမှာရန်သူကိုကမပြည့်ရန်သူကကိုပြည့်လိမ့်မယ်အသက်ရှည်ခြင်းတော့ရဲရဲရင့်နဲ့တိုက်ပွဲဝင်ရမယ်ရဲရဲရင့်နေစနစ်မမှန်မိုက်ယူရဲဆန်ပြီးတိုက်ပွဲဝင်ဖို့မဟုတ်ဘူးသူတို့ကိုတိုက်တွန်းနှိုးဆော်ရတယ်စိတ်တက်ပိုင်းဆိုင်ရာကိုယ်တိုင်းလည်းရှေ့ရနေလုတ်ပြရတယ်ဒါပေမဲ့မှတ်ယူရဲဆန်ပြလို့တော့မရဘူးရဲရဲဝုန်းဝုန်းလုတ်ရတယ်ဆိုတော့ပြခဲ့ရတယ်အဲ့လိုပဲကျွန်တော်အဖွဲ့အစည်းမှာတစ်ဖွဲ့တက်စိတ်တစ်စိတ်နဲ့တစ်စိတ်တစ်ဖွဲ့မင်းတို့တက်ငါတို့ကာမယ်ငါတို့ကာထားပြီးပြီမင်းတို့တက်လို့ရပြီတက်တော့โอเคရန်သူစခန်းထဲဝင်တော့တိတ်ပဲစစ်တုံးပဲဖမ်းမယ်ကျွန်တော်ဒီလောက်လေးပဲပြောပါတော့တဲ့ကဲဖြူဟာချစ်ကြတော့ကျွန်တော်ဒီရဲ့စစ်ရဲ့ဒီလိုဝက်ပိုင်းဒီတော့ကျွန်တော်ပြောလို့မရလို့ဒီလိုပဲကျွန်တော်အားလုံးဖရားကိုအနန္နဲ့အတူတကွစီလုံးနဲ့လှုပ်ဆောင်လို့စီလုံးမှုနဲ့ယုံကြည်မှုနဲ့အားလုံးပူးပေါင်းပြီးတော့တယောက်နားလဲပြီးတော့ဒီစခန်းကိုကျွန်တော်အောင်မြင်နေတဲ့သိပိုက်နိုင်ခဲ့တယ်ပေါ့ကျွန်တော်တို့ကအဓိကတော်လှန်ရေးလုပ်တယ်ဆိုတာကျွန်တော်နိုင်ငံတော်ကိုကာကွယ်ဖို့နိုင်ငံတော်ဆိုတာကျွန်တော်ဒီနိုင်ငံသားတွေတယောက်ချင်းစီမကအိမ်တော်စုညီကိုမောင်နှမအားလုံးပါဝင်နေတဲ့မြေပေါ့နော်အားလုံးတစီတကွာနေတဲ့နိုင်ငံတော်ကိုကာကွယ်ဖို့အဲ့တော့ပြည်သူတယောက်ချင်းစီတိုင်းကိုကာကွယ်ဖို့ကျွန်တော်တို့မှာတာဝန်ရှိတယ်ကျွန်တော်တို့တခုဖြစ်သွားတာကျွန်တော်တို့ဒီစခန်းမှာစခန်းတိုက်ပွဲမှာကျွန်တော်ပြည်သူတယောက်မတော်တဆနဲ့ရန်သူကြည်ထိပြီးတော့ကြာရှုံးသွားတယ်ဒီအတွက်လုံးဝစိတ်မကောင်းပါဘူးဒီမိသားစုနဲ့ဘောနော်ဒီမိသားစုဆိုတာပြည်သူဆိုလဲကျွန်တော်ရဲ့မိဘကျွန်တော်ရဲ့ညီကိုပဲကိုရဲ့တွေ့တာရင်းချမိသားစုတယောက်ဆုံးရှုံးသွားတယ်လို့ထပ်တူထပ်မြတ်ခံစားခဲ့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့တခုလိုတာကကျွန်တော်အားလုံးမိသားစုညီကိုမောင်နှမတွေပဲကျွန်တော်တို့ရှေ့တန်းမှာဒီမိစ္ဆာလို့တောင်ပြောလို့ရတဲ့ဒီအာနာသိမင်းအွန်လိုင်းရဲ့ခိုင်းစေမှုကိုတရားတယ်လို့ပဲတွေးမတရားတယ်လို့ပဲတွေးစစ်သားဆိုတာအမိန့်နာခံရတယ်ခုခေါင်းဆောင်မကောင်းရင်အားလုံးသွားတာပဲဘသူတရားပြည့်မပြည့်ကိုမပြတ်တာအတားထားစစ်တပ်မှာကြတော့အဲ့လိုမဟုတ်တော့အမိန့်ပဲရှိတော့တာသူ့မှာအမိန့်နာခံရတယ်သူ့ခေါင်းဆောင်ကမကောင်းဘူးဟုတ်တယ်ဒါပေမဲ့ तू ကအမိန့်နာခံတယ်အဲ့တော့မင်းအောင်လိုက်ဘလို့ခိုင်သူတို့ရှောက်လုပ်တယ်ဒီထဲမှာကျွန်တော်ဆိုလဲ CDM မှာပဲမကြိုက်ဘူးနော်မကြိုက်ဘူးခေါင်းဆောင်မကောင်းရင်မကြိုက်ဘူးမကောင်းမှုမှန်တယ်များအကုန်လုပ်တဲ့မင်းအောင်လိုက်ရဲ့အောက်မှာကျွန်တော်တောင်းထမ်းဆောင်တယ်လို့ CDM လုပ်ခဲ့တယ်ထိုနည်းတူပဲကျွန်တော်တို့ကမလုပ်ချင်ဘူးမင်းအောင်လိုက်လက်အောက်မှာမလုပ်ချင်ဘူးဆိုရင်ထွက်ခဲ့ပါကျွန်တော်ကြိုးဆိုးတယ်
ထွက်လာလို့ဘာမှနောင်တရစရာအကြောင်းမရှိဘူးကိုမိဘရဲ့အိမ်ကိုရဲ့အိမ်ကိုပြန်ရောက်တယ်လို့ခံစားနေရတာမတရားမှုမရှိဘူးမတရားမှုကိုတော်လှန်နေကြတာကြီးပဲရှိတာအဲ့ဒီမတရားမှုအောက်မှာမနေနဲ့အမိတ်ဆိုတာနာခံရတယ်မှန်တယ်သို့တော့မတရားသောအမိတ်ပေးနေတာမတရားတဲ့မမှန်ကန်တဲ့အလုပ်ကိုခိုင်းနေတဲ့အမိတ်ကိုနာခံစရာအကြောင်းမရှိဘူးမင်းအောင်လိုင်အောက်မှာစစ်ခွေးလို့ခေါ်ခမ်းမနေနဲ့နိုင်ငံတကာမှာလည်းစစ်တက်ရှိတယ်စစ်သားတိုင်းစစ်ခွေးခေါ်မခံရဘူးမင်းအောင်လိုင်လက်အပါစီတွေပဲစစ်ခွေးခေါ်ခံရတကယ်ခွေးလောက်တော့မလိမ္မာဘူးကျွန်တော်ရှင်းရှင်းလင်းလင်းပဲပြောတာခွေးတော်မှအစာကျွေးပြန်မကြိုက်တော့ဘူးမင်းအောင်လိုင်ခင်ဗျားတို့အစာကျွေးတာမဟုတ်ဘူးပြည်သူစီကကျွေးတယ်နိုင်ငံတော်ကနေကျွေးတာနိုင်ငံတော်ဆိုတာပြည်သူပြည်သားပေါင်းတွေကိုကိုစားပြုတာမင်းအောင်လိုင်ကျွေးနေလို့ထင်နေတော့ခင်ဗျားတို့မှားလိမ့်မယ်စစ်ခွေးအားတွေဖြစ်နေမယ်အဲ့တော့ကျော်တို့ ਨੇ ပူပေါင်းပေးပါကြိုးဆိုပါတယ်အတိမြင်အမှန်တရားကိုမြင်ပြီးတော့တကယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်ထဲမှာလာပြီးတော့တာဝန်ထမ်းဆောင်ပေးပါပူပေါင်းပေးပါအဲ့တော့ကျော်တို့ကာကွယ်တပ်မတော်ဒီပဲပြည်သူ့ကာကွယ်တပ်မတော်မှာပြည်သူရှိတယ်ကျော်တို့ပြည်သူမိဘတွေရှိတယ်ကျော်တို့ထောက်ပံ့တယ်ယုံကြည်တယ်ခင်ဗျားတို့လာရင်သူတို့အကုန်လုံးပြေးတယ်တိပေါ့ဘယ်သူကပြည်သူချစ်လဲဆိုတာခါတို့သိမြင်အောင်လို့ကျွန်တော်ဒီတရားနေချပြတာအဲ့တော့ပြည်သူတွေကလည်းကျော်တို့ကာကွယ်ရေးရဲဘော်တွေကိုချစ်ပေးပါကျော်တို့ရဲ့အနောက်မှာအများအား supporting လုပ်ပေးပါ supporting ဆိုတာကကျော်တို့ပတ်စံမဟုတ်ဘူးမေတ္တာရဲ့အနောက်မှာငွေကြေးတက်နိုင်သည်ရှိတော်အစားအစာတက်နိုင်သည်ရှိတော်တညတာခုနာခွင့်အကူညီလားအမို့လဲကျွန်တော်တို့တော်လန်ရေးမှာတိုက်နိုင်ဖို့နှခမ်းနေဖို့လက်နက်ခဲယမ်းဖို့ကိုတက်နိုင်တဲ့ဘက်ကနေပြီးတော့ပြည်သူတွေလည်းပူပေါင်းပါဝင်ပေးပါအခုကျွန်တော်တို့လည်းအခုဒီနေ့ထိထူထောင်လာခဲ့တဲ့ခြေနေတစ်ခုထိအောင်မြင်ခဲ့တာဆိုတော့လည်းပြည်သူတွေရဲ့ထောက်ပံ့မှုကအဓိကကြလို့ကျွန်တော်တို့ဒီလှုပ်ဆောင်နိုင်ခဲ့တာအဲ့ဒီအတွက်လည်းကျေးဇူးတင်ပါတယ်ဆက်လက်ကျွန်တော်တို့တိုက်ပွဲဝင်ဖို့အတွက်အမြဲတမ်းရည်တည်ပေးပါကျွန်တော်တို့ဒီ Federal Democracy နိုင်ငံတော်ကြီးအသစ်တရက်စီတို့ရှောက်လန်းနိုင်ဖို့အတွက်ကျွန်တော်တို့တတမန်ရေးရာပြီးခဲ့ပြီပန်းလေးပေးတယ်ဆန္ဒပြတယ်ရီတိုက်ခဲ့တယ်မြစ်တာပြခဲ့တာပြီးသွားပြီကျွန်တော်တို့ကလက်နက်ကင်တိုက်ပွဲဝင်မှရတော့မှာမလို့ကျွန်တော်တို့လက်နက်ကင်တိုက်ပွဲလမ်းစဉ်ရဲ့အနောက်မှာကျွန်တော်တို့ပြည်သူတွေကကျွန်တော်တို့ ਨੇ လူတကွလဲကြသူကူပေးလိုက်သူတွန်းလျင်ရွေ့ပါပဲမင်းအွန်လိုင်းမရွေ့မချင်းကိုကျွန်တော်တို့တွန်းမယ်ပြည်သူတွေနဲ့အတူတူချစ်ခဲတူညီပူပေါင်းစီးလုံးပြီးတော့တိုက်ပွဲဝင်နိုင်ဖို့ပြည်သူတွေမေတ္တာရက်ခံပါတယ်ကျွန်တော်နဲ့အတူတူပူပေါင်းပါဝင်ပေးပါခုလိုလဲဒီနေ့ဒီချိန်ထိပူပေါင်းပါဝင်ပြီးတော့ပြည်သူများကိုလည်းမိဘတွေကိုလည်းကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့ပါဝင်ပေးကြပါရေးတော်ကိုအောင်ရမည်